ဆက်ရုပ်တရုတ်မှာလုံးလားမရှိဘူးလို့သင်ထင်ပါသလားဒါဆိုရင်တော့ဒီဇက်လန်လေးကိုအဆုံးထိကြည့်ပြအောင်ကြည့်လိုက်ပါစီစဉ်ချမှတ်ထားတဲ့ program တွေအတိုင်းပဲလက်ပတ်တက်တဲ့ဆက်ရုပ်မာလေးရော့တယောက်ဒေါ်တော်ဆမှုတစ်ခုကြောင့်မိဘမဲ့ငန်းမောက်ဆာလေးတစ်ကောင်ရဲ့အမိနေရာကိုဝင်ယူလိုက်ရတဲ့အခါသူမရဲ့ circuit တွေထဲမှာမေတ္တာတရားဆိုတာဘယ်လိုအမြင့်တွယ်လာမလဲမျက်ရည်မစင်နိုင်အောင်ကောင်းလွန်းတဲ့ The Brave Robot ဇက်လန်လေးကိုအခုပဲစလိုက်ရအောင်ဗျာဇလန်စမှာတော့ Universal Dynamic Company ကတည်ပို့ဆောင်ရေးတင်မောတစ်စင်းဟာမုန်တိုင်းမိပြီးပင်လယ်ထဲမှာပျက်စီးသွားပါတယ်။အဲဒီတင်မောပေါ်က Razor အမျိုးအစားဆက်ရုပ်တွေပါတဲ့တက်တာတွေဟာလူသူမဲ့ကျွန်းကျွန်းရဲ့ကမ်းခြေကိုရောက်ရှိသွားပါတယ်။အများစုကပျက်စီးနေပေမဲ့ Unit 934လို့ခေါ်တဲ့ဆက်ရုပ်မလေးတစ်ခုကတော့ကံကောင်းထောက်မစွာနဲ့တက်ချင်ကြံရင်ခဲ့ပါတယ်။ဒီပြန်လေးတွေကဆက်ရုပ်ရဲ့ကလုတ်ကိုမတော်တဆနှိပ်မိလိုက်တဲ့အခါမှာတော့သူမစတင်နှိုးထလာပါတယ်။သူမရဲ့စနစ်ကဒီကျွန်းကိုဟောက်တဲ့တရားရဲ့နေရာလို့မှားယွင်းစွာယူဆပြီးဒိတ်ဆန်တွေကိုအကူအညီပေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ဒိတ်ဆန်တွေကသူမကိုမကောင်းဆိုးဝါးလို့ထင်ပြီးတန်းလာတကြားထွက်ပြေးကြသလိုတချို့ကလည်းပြန်လည်တိုက်ခိုက်ကြပါတယ်။တော့ဟာသူမရဲ့ program အတိုင်းနောက်တစ်ခုလုပ်ပြီးဖို့လိုအပ်နေတာကြောင့်ဒိတ်ဆန်တွေရဲ့ဘာသာစကားကိုစတင်လေ့လာပါတော့တယ်။အချိန်ကြာလေ့လာပြီးနောက်မှာတော့ကောင်တွေရဲ့စကားကိုနားလည်လာပြီးလူတို့နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဒိတ်ဆန်တွေကသူမကိုလက်မခံဘဲမောင်းထုတ်ကြပါတယ်။စစ်ပြက်လက်ပြက်ဖြစ်နေတဲ့ Rock ဟာတောင်ကုန်းပေါ်တက်ပြီးသူမရဲ့ company ကိုအချက်ပေးဖို့ကြိုးစားပေမဲ့မိုးရွာနေတော့ပြန်စီးလမ်းကြောင်းခံပြီးအောင်မြင်ခဲ့ပါဘူး။အဲဒီလိုနဲ့တော်ထဲမှာ Rock ဟာဘုံမကြီးတကောင်ရဲ့လိုက်လံတိုက်ခိုက်မှုကိုခံရပြီးတော်ထဲမှာထွက်ပြေးဖို့အောင်ရင်တောင်ပေါ်ကခြေချော်ပြုတ်ကြပါတယ်။ဒီမတော်ဆမှုကြောင့်တောင်ကန်းတကောင်ရဲ့အတိုက်ကိုဖိမိသွားပြီးမိဘ9ကောင်လုံးနဲ့ဥအများစုပျက်စီးသွားပါတယ်။ Rock ဟာသူမလို့ရဲ့အတွက်လုံမင်းစိတ်မကောင်းဖြစ်သွားပြီးအတိုက်ထဲမှာကွဲမစားပဲကြံနေတဲ့ဥလေးတစ်လုံးကိုတွေ့ရှိသွားပါတယ်။သူမဟာအဲ့ဒီဥလေးကိုလွန်ညော်ထားဖို့စိတ်ကူးလိုက်ပေမဲ့နေဝေးတကောင်ကလွတ်ယူပြီးထွက်ပြေးတာကြောင့်နောက်ကနေလိုက်ဖမ်းရပြန်ပါတယ်။နေဝေးကကြောင်ကမနာအရောက်မှာ Rock ကိုလှည့်စားလိုက်ပါတယ်။ဒါပေမဲ့ဆက်ရုပ်ဖြစ်တဲ့ Rock ဟာသူ့မှာပါတဲ့ကိရိယာတွေနဲ့ကမပေါ်ပြန်တက်လာပြီးနေဝေးဖြစ်စီကနေဥကိုတောင်းပါတယ်။မြေခွေးဖင်ကလွယ်လွယ်မပေးတာကြောင့်ဦးလေးကလွတ်ဆင်သွားပြီးနှစ်ယောက်သားလိုက်ဖမ်းရင်းနဲ့မြေခွေးကဖြူကောင်လေးပဲပြုတ်ကြတော့စူးတွေစူးသွားပါတယ်။ရော့ဟာမြေခွေးကိုမကန်လိုက်တော့မြေခွေးကသူ့ကိုတတ်မဲ့ထင်ပြီးကြောက်ရွံ့နေပါတယ်။နောက်မှသူ့ကိုပေါ်ကစူးတွေကိုဖယ်ပေးနေတာကြောင့်စိတ်တရရသွားပြီးဒေါ်ထဲဝင်ပြီးသွားပါတယ်။ရော့ဟာလည်းဦးလေးကိုကာကွယ်ပေးရင်းပြီးဆက်ပါတော့တယ်။အချခင်မှာပဲဦးလေးကနေငမောက်စာလေး bright ပြီးထွက်လာပါတယ်။ငန်းလေးကပထမဆုံးမြင်ရတဲ့ rock ကိုသူ့ရဲ့မိခင်ဖြစ်မှတ်ယူလိုက်ပြီးတောက်ချလိုက်ပါတော့တယ်။ rock ကသူမမှာဒီလိုတာဝန်မျိုးမရှိလို့ညှင်းဆန်မှုကြိုးစားပေမဲ့ပင်တေးလို့ခေါ်တဲ့ OP ဆန်ကောင်မလေးက Rock ကိုအကြံပေးပါတယ်။ငန်းလေးရှင်းနိုင်မှုအတွက်အစာကျွေးရမယ်၊ရေကူးတင်ပေးရမယ်၊ပြန်တန်းကြီးတင်ပေးရမယ်ဆိုတဲ့ mission 3ခုကို Rock လက်ခံလိုက်ပါတယ်။ဒီချိန်မှာပဲဥကိုကိုစားဖို့ကြိုးစားခဲ့တဲ့မြေခွေးဖင်ဟာ Rock နဲ့ပူပေါင်းရင်းအစားအစာလွယ်လွယ်ရနိုင်မယ်လို့တွက်ပြီးငန်းလေးကိုပြုစုပြောင်းရမှာကူညီပေးဖို့သဘောတူလိုက်ပါတယ်။အဲဒီလိုနဲ့ဆက်ရုံမြေခွေးနဲ့ငန်းမောက်စာလေးတို့ရဲ့ထူးဆန်းတဲ့မိသားစုဘဝစတင်လာပါတော့တယ်။ Rock နဲ့ဖင်တို့ဟာ Brady ကိုလူတူကစောင့်ရှောက်ကြပါတယ်။ Brady ကတပြေးပြေးကြီးထွားလာပေမဲ့တခြားငန်းတွေရဲ့မတူပဲခန္ဓာကိုယ်တိတ်ကွေးနေပြီးအမူအရာကလည်းဆက်ရုပ်တစ်ပိုင်းဖြစ်နေပါတယ်။ Rock ဟာ Brady ကိုရေကူးတက်အောင်တင်ပေးဖို့ကြိုးစားရမှာခက်ခဲတွေအများကြီးကြုံရပါတယ်။ Rock ကိုယ်တိုင်ကရေကိုကြောက်တဲ့ဆက်ရုပ်ဖြစ်နေပေမဲ့ Brady အတွက်အစွမ်းကုန်ကြိုးစားပါတယ်။နောက်ဆုံးမှာတော့ Brady ရေကူးတက်သွားပေမဲ့တခြားငန်းအုပ်စုတွေရဲ့တွေ့တဲ့အခါမှာတော့သူဟာအနှိမ်ခံရပါတယ်။ငန်းအုပ်စုခေါင်းဆောင်က Brady ကိုအားနဲ့လွတ်လာကြောင်းဒါမဲ့ဆောင်းရသည်ရွှေပြောင်းကြီးစဉ်မှာပါနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ရွှေပြောင်းချိန်နီးကပ်လာတဲ့ည Rock ဟာ Brady ကိုတင်တန်းနိုင်အောင်တင်ပေးဖို့အသေးအတန်ကြိုးစားပါတယ်။ဖင်နဲ့အတူလေကြောင်းဆိုင်ရာသဘောတရားတွေကိုတက်ဆက်ပြီးလေ့ကျင့်ပေးပေမဲ့ Brady ကမပြန်နိုင်ဖြစ်နေပါတယ်။ဒီချိန်မှာပဲငန်းအုပ်စုတွေကအသက်ကြီးတဲ့ငန်းတကောင်ဖြစ်တဲ့လော်ဝင်ကကူညီပေးလာပြီး Brady ကိုစိတ်သက်ကုန်အားပေးပါတယ်။လေ့ကျင့်မှုတွေအောင်မြင်ကန်နေချိန်မှာပဲ Brady ဟာမတော်တဆသူ့မိဘအရင်တွေတည်ဆုံခဲ့ရတဲ့နေရာကိုရောက်သွားပြီးအမှန်တရားကိုသိရှိသွားပါတယ်။ Rock ဟာသူ့မိဘတွေကိုတတ်ခဲ့တဲ့မကောင်းဆိုးဝါးဖြစ်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါ Brady ဟာဒေါသထွက်ပြီး Rock ကိုဆုံးခါသွားပါတယ်။ Rock ဟာသူမရဲ့အမားကိုဝန်ခံပြီးဝန်နဲ့ပက်လက်ဖြစ်ကြံရင်ခဲ့ပါတယ်။စောင်းပေါက်လာပြီးငန်းတွေရွှေ့ပြောင်းဖို့အချိန်ကျလာပါတယ်။ Brady ဟာ Rock ကိုစိတ်ဆိုးနေစေဖြစ်ပေမဲ့ငန်းအုပ်စုနဲ့သူလိုက်ပါသွားဖို့ပြင်ဆင်ပါတော့တယ်။သူဟာ Rock ကိုနှုတ်မဆက်ပဲထွက်ခွာသွားပေမဲ့နောက်ဆုံးအချိန်မှာလက်ကြည့်ခဲ့ပါသေးတယ်။ Rock ဟာတောင်ကုန်းပေါ်ကနေ Brady ပြန်သွားတာကိုငေးကြည့်ရင်သူမရဲ့ mission ပြီးဆုံးသွားပြီဖြစ်ကြောင်းအချက်ပြစနစ်ကပြောပါတယ်။ Rock ဟာသူတို့ရဲ့အိမ်လေးတွေကအမှတ်တရတွေကိုခဏဝင်ကြည့်ပြီးကုမ္ပဏီကိုအချက်ပြဖို့အတွက်တောင်ကုန်းစီဦးတည်လိုက်ပါတယ်။မြေခွေးလေးဖြစ်ရလဲသူ့ရဲ့မူလနေရာဖြစ်တဲ့ကျင်းဟောင်းလေးတွေကိုပြန်ဝင်အောင်ပါတော့တယ်။ Rock ဟာတောင်ကုန်းပေါ်ရောက်တော့သူ့ရဲ့အချက်ပေးစနစ်ကိုဖွင့်လိုက်ပြီးကုမ္ပဏီကိုအချက်လှမ်းပြလိုက်ပါတယ်။ကုမ္ပဏီကလည်း Rock ရဲ့အချက်ပေးမှုကိုသိရှိသွားပါတယ်။အချိန်ထဲမှာပဲ Brady တို့ငန်းအောင်စုကလည်းဗိုက်ထောင်ရှိတဲ့ရေးချေကြီးကိုပြန်တန်းနေရင်းနဲ့ခီးလမ်းမှာဝန်ထမ်းတစ်ခုနဲ့ကြုံတွေ့ရတာကြောင့် Universal Dynamic Company ရဲ့ဖန်လောင်ရင်စက်ရုံတွေကိုဆင်းပြီးဝန်ထမ်းရံကလုပ်ဖို့ကိုအောင်ကြပါတယ်။ခေါင်းဆောင်ကအားလုံးကိုပုံးနေဖို့ပြောပေမဲ့ Brady ဟာစက်ရုံကိုမြင်တော့အံ့ဩက Rock လို့ထင်ပြီးတောင်းနှုတ်ဆက်ပါတယ်။ဒါပေမဲ့တခြားသူတွေကထွက်လာတော့မှအနေရှိနေမှန်းသိလိုက်ရပါတယ်။စက်ရုံတွေကအားလုံးကိုအချက်ပေးလိုက်ပြီးငန်းအုပ်စုကိုလိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။စက်ရုံတွေကတနက်တွေနဲ့မှပြစ်တာကြောင့်ငန်းအုပ်စုခေါင်းဆောင်လောဝင်ဟာ
သူအာယုံလွှဲထားပြီးမှပြောပြီးငန်းအုပ်စုကိုဘရက်ဘီကိုဥဆောင်ခေါ်သွားဖို့ပြောလိုက်ပါတယ်။ဆက်ရုပ်တွေပြတဲ့တနက်ဟာဖန်လုံရင်ကိုထိမှန်သွားပြီးအပေါက်ဖြစ်သွားတော့ဘရက်ဘီဟာအပေါက်ရှိရာငန်းအုပ်စုကိုခေါ်ဆောင်သွားပါတယ်။အဲ့ဒီချိန်မှာပဲဆက်ရုပ်ဟာဘရက်ဘီကိုပြစ်မှတ်ထားခြင်းနေတော့မှငန်းအုပ်စုခေါင်းဆောင်လော်ဝင်ကရှေ့ကနေဝန်ခံရင်းငန်းအုပ်စုလုပ်ဖို့အတွက်သူ့တက်ကိုဈေးလဲပါတော့တယ်။ဆရာသည်အလွန်အေးခဲလာပြီးကျုံးမော်ကတိတ်ဆန်အများစုတေပေးနဲ့ကြုံတွေ့နေရပါတယ်။ရော့ဟာလည်းကုမ္ပဏီကိုအချက်ပေးလိုက်ပေမဲ့သူမပြန်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီးသူတို့ရဲ့အိမ်လေးတွေကိုဝင်လာတဲ့အခါမြေခွေးလေးဖင်ရလဲအိမ်ထဲမှာရောက်ရှိနေပါတယ်။ဒါနဲ့သူတို့နှစ်ယောက်ဟာဝန်ထမ်းနဲ့ပိတ်မိနေသူတွေကိုကယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရော့ဟာအာရင်ကုန်ကနေပြီဖြစ်ပေမဲ့ကိုကျိုးမငဲ့ပဲနှင်းမုန်တိုင်းတွေကိုထွက်ပြီးတိတ်ဆန်တွေကိုလိုက်လံကယ်ဆယ်ပါတယ်။သူမဟာနေစရာအိမ်ပြစ်ဆောက်လုပ်ထားတဲ့နေရာမှာတိတ်ဆန်မျိုးစုံကိုစုစည်းပြီးမိဖို့ပေးထားပါတယ်။အမဲလိုက်တဲ့ကောင်တွေနဲ့အမဲလိုက်ခံရတဲ့ကောင်တွေအားလုံးကိုဘယ်သူမှမစားရဆိုတဲ့စီကန်းထုတ်ပြီးငင်းငင်းယူစီပါတယ်။ဘေးရန်နဲ့ကြုံတွေ့ရချိန်မှာအားလုံးကလိုက်တဲ့စီးနှင်းမှုတွေမရှိဘဲစီးလုံးမှုရှိမှသာတပတ်နယ်မီဖြစ်ကြောင်းပြောတဲ့အခါအားလုံးကလက်ခံလိုက်ကြပါတယ်။ဒီအဖြစ်အပျက်ကြောင့်ကျွန်းမော်ကတိရစ္ဆာန်အားလုံးဟာရော့ကိုကြောက်စရာမကောင်းဆိုးအဖြစ်မမြင်တော့ပဲသူတို့ရဲ့ကယ်တင်ရှင်ဖြစ်လက်ခံလိုက်ကြပါတယ်။ရော့ဟာလည်းအာရင်ကုန်ခန်းလွန်းတာကြောင့်သူ့ကိုယ်သူရှက်တောင်းချလိုက်ပါတော့တယ်။လူဦးရာတီရောက်လာတဲ့အခါနန်းတွေကျွန်းကိုပြန်ရောက်လာကြပါတယ်။ရော့ဟာလည်းပါဝါပြန်မွေးလာချိန်မှာနန်းအုပ်စုပြန်ရောက်လာတာကိုတွေ့တော့ဘရိုက်ဘီစီကတမ်းပြေးသွားပါတယ်။ဒါပေမဲ့ခေါင်းဆောင်တယောက်လိုဆွမ်းဆောင်နိုင်ခဲ့ပြီးပျော်နေတာတွေ့တော့သူ့အဝေးကပဲကြည့်နေလိုက်ပါတော့တယ်။ဘရိုက်ဘီဟာငန်းအုပ်စုခေါင်းဆောင်လော်ဝင်မချီတော့ပေမဲ့ငန်းအုပ်စုကိုဥဆောင်ပြီးကျွန်းကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ခေါင်းဆောင်တယောက်လိုဆွမ်းဆောင်နိုင်ခဲ့ပြီးသူရဲ့ကောင်းအပြစ်ပြန်ရောက်လာတာပါ။အဲ့ဒီချိန်မှာမြေခွေးပင်ဟာဘရိုက်ဘီစီဝမ်းသာအားရလမ်းတို့ဆက်ပြီးဂုံချောင်းပြောပါတယ်။နောက်ပြီးရော့ကကုမ္ပဏီစီမပြန်ပဲသူ့ကိုစောင့်နေကြောင်းပြတ်လိုက်ပါတယ်။ရော့ဟာဘရိုက်ဘီကိုပြန်သမ်းဖို့လေ့ကျင့်တဲ့နေရာလေးမှာရှိနေတော့ Universal Dynamic ကုမ္ပဏီကရော့ကိုပြန်လည်သိမ်းဆည်းဖို့အတွက်ဝန်ဒရာလို့ခေါ်တဲ့အစီအမံတိုက်ခိုက်ရေးစက်ရုံနဲ့တပ်ဖွဲ့တွေကိုဆေလွတ်လိုက်ပါတယ်။ရော့ဟာရင်မြန်ပေါ်ရောက်ရှိတော့မဲ့အချိန်မှာအောက်ကမြေခွေးဖင်းတဲ့ဘရိုက်ဘီတို့ကရောက်လာပြီးနောက်ခေါ်တော့ပေါ်မတက်တော့ပဲအောက်ကိုပြန်ခုန်ချကတော်တဲ့ဝင်ပြေးကြပါတယ်။ဝန်ဒရာကရော့ဟာရှိုးနေတဲ့စက်ရုံဖြစ်ပြီးတစ်စီးပြေးရမယ်သို့မဟုတ်ပြန်သွားရမယ်လို့ကြေညာပြီးကျွန်းကိုတိုက်ခိုက်ပါတယ်။ကျွန်းမော်ကတိရစ္ဆာန်တွေအားလုံးကလည်းရောဘတ်ကနေဝိုင်းဝန်းတိုက်ခိုက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ပျက်စီးသွားတဲ့စက်ရုံတွေကိုဖောက်ခွဲလိုက်တဲ့အချိန်မှာတော့တော်တဲ့မီးတွေလောင်ရော့ဟာလည်းလွတ်စင်သွားပြီးဖမ်းမိသွားပါတယ်။ဘရိုက်ဘီယာလည်းအချော်မပေးပဲသူ့ရဲ့ငန်းအောင်စုကိုခေါ်ပြီးရော့ကိုကယ်ဖို့ရင်မြန်နောက်ကိုလိုက်ကြပါတော့တယ်။ဘရိုက်ဘီယာရင်မြန်မေးကအာယုံတွေလိုက်နောက်ပြီးတကိုယ်တဲ့အားသုံးကရင်မြန်တွေကမှန်ကိုဖောက်ဝင်လိုက်ပါတယ်။ရော့စီရောက်တော့သူနိုးမလာတော့ဘူးဆိုပြီးဝန်နဲ့နေခဲ့ပေမဲ့ရော့ဟာပြန်လည်နိုးရလာခဲ့ပါတယ်။နောက်ပြီးသူတို့နှစ်ယောက်ဟာရင်မြန်တွေကဆက်ရုပ်ကိုတိုက်ခိုက်ပြီးရော့ဟာဘရိုက်ဘီကိုလုံခြုံအောင်သူ့ကိုယ်ထဲမှာထည့်ပြီးအောက်ကိုခုန်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းဒိတ်ဆန်တွေရဲ့စုပေါင်းအင်အားနဲ့မိရစီချောင်းကိုမီးလောင်နေတဲ့ဘက်ကိုလွတ်လပ်နေတာကြောင့်မီးတွေငြိမ်းသွားခဲ့ပါတယ်။ရော့ဟာကျွန်းမော်ကိုဘရာဘီနဲ့တူပြန်လည်ရောက်ရှိလာတော့ဒိတ်ဆန်တွေအားလုံးကဝမ်းသာအားရနဲ့သူတို့တွေလုံနိုင်ခဲ့ပြီလို့ပြောပြီးပျော်ရွှင်နေကြပါတယ်။ရော့ဟာလည်းဒါဟာမင်းတို့အားလုံးရဲ့စီးလုံးမှုနဲ့ဘရာဘီရဲ့ဆွမ်းသားမှုတွေကြောင့်ခုလိုပြန်လာနိုင်တာဖြစ်ကြောင်းပြောပြပါတယ်။ရော့ဟာမီးလောင်ထားတဲ့တောအုပ်ကြီးနဲ့မီးလောင်ပျက်စီးသွားတဲ့သူတို့ရဲ့အိမ်လေးကိုကြည့်ပြီးသူတို့တွေပြန်လာကြအောင်မယ်လို့ပြောလိုက်ပါတယ်။မြေခွေးပင်းနဲ့ဒိတ်ဆန်တွေအားလုံးကကျွန်တော်တို့တွေပြန်တိုက်ခိုက်ဖို့အသင့်မယ်လို့ပြန်ပြောကြပါတယ်။ဒါပေမဲ့ရော့ဟာသူ့ကြောင့်နဲ့ခုလိုပျက်စီးဆုံးရှုံးမှုတွေကိုထပ်မြင်ကြတော့ပါဘူး။ဒါကြောင့်သူမရဲ့ကုမ္ပဏီစီပြန်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အားလုံးကစိတ်မကောင်းဖြစ်ကြတဲ့အခါရော့ကသူမရှိတယ်ခုလိုမျိုးအားလုံးကစီလုံးမှုသာရှိနေရင်ဘယ်အန်ဒီယမ်မဆိုရင်ဆန်ကြော်ဖြတ်နိုင်မယ်ဖြစ်ကြောင်းပြောပြပါတယ်။နောက်ပြီးသူ့မှာပါဝါကလည်းပုံကန်းတော်ပြီးဖြစ်တာကြောင့်သူ့ကုမ္ပဏီကိုပြန်လည်ပြည်ပြင်မှုတွေလုံးဝသာအစီအမံဖြစ်ကြောင်းပြောပြပါတယ်။အဲဒီခါအားလုံးကလက်ခံလိုက်ကြပါတယ်။ရော့ဟာသူတို့အတွက်လေတံမိုးတံခံနိုင်တဲ့အိမ်တစ်လုံးကိုသူတို့ကဆောက်လုပ်ကြပါတယ်။နောက်တော့ဘရာဘီနဲ့ဒီကျွန်းပေါ်ကကျွန်းသူကျွန်းသားအားလုံးကိုသူ့မှန်ညံထဲမှာကာဗရာသိမ်းသားမိဖြစ်ကြောင်းပြောဆိုတာသူမရဲ့ကုမ္ပဏီကိုအဆက်ပေးလိုက်ပါတယ်။ဘရာဘီယာရော့ကိုခေါ်ဆောင်သွားတဲ့ရင်ပြန်နောက်ကလိုက်ပြီးပြန်တန်းရင်းနှုတ်ဆက်လိုက်ပါတယ်။နောက်ထပ်ဆောင်းရသည်ပြောင်းလာတဲ့အချိန်မှာတော့မျိုးထွေးတဲ့အိမ်လေးထဲမှာမြေခွေးလေးဖင်ဟာဒိတ်ဆန်ငယ်လေးတွေကိုရော့အကြောင်းပုံမြင်တွေပြပြနေပါတယ်။ရော့ဟာလည်းသူ့ရဲ့ကုမ္ပဏီမှာတာဝန်တွေထမ်းဆောင်နေပါတယ်။ဘရာဘီယာလည်းရွှေပြောင်းပြန်တန်းရင်းရော့ကိုလာနောက်ဆက်တွေ့ဆုံကဇလန်းလေးဟာပြီးဆုံးသွားပါတော့တယ်။